Apple နဲ့ ecosystem တစ်ခုပဲဖြစ်သွားပြီလို့ခံစားရတယ်တစ်ခုတည်းတော့ Android phone ရဲ့ OS Oppo ရဲ့ ColorOS system iPhone နဲ့အရန်စင်လို့ iPhone ဆိုပြီးတော့နာမည်ကြီးနေတဲ့ Oppo သူ့ရဲ့ ColorOS system ကဘယ်လိုချင်နေရှိဘဝမှာမသိခင်ကြည့်သွားတဲ့နဲ့ရုပ်ရှင်ဇာတ်ကားတွေရှိသလိုဖုန်းသုံးနေရင်လည်းတစ်သက်မှာတစ်ခါသုံးသင်းတဲ့ Android ရဲ့ OS ဆိုတာရှိတယ်လားတကယ်ပဲလား Hello အားလုံးမင်္ဂလာပါ Honey တက်ဖြစ်ပါတယ် Honey page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲဒီနေ့ Honey ပြပြပေးသွားမယ် Android ရဲ့အကောင်းဆုံး software UI လို့ပြောလို့ရတဲ့ ColorOS system လေးအကြောင်းသူက ColorOS system ကို Oppo ရဲ့ Reno series ကနေစပြီးတော့ပါလာတယ်ဆိုတော့ ColorOS 15ကနေ ColorOS system ကိုပြောင်းလဲသွားတော့ဘာတွေ upgrade တွေ major ပြောင်းလဲမှုလေးတွေကဘာလေးဖြစ်မလဲပထမဆုံးအနေနဲ့အခုခေတ်မှာ AI အကြောင်းကမဖြစ်မနေဆိုတော့ Oppo ရဲ့ AI မှာတော်တော်လေးကိုချီးကျူးဖို့ကောင်းတဲ့တစ်ချက်က Oppo ရဲ့ AI MindSpace ဆိုတဲ့ function ကို Gemini AI နဲ့ပေါင်းပြီးတော့တော်တော်လေးကိုသုံးလို့အဆင်ပြေအောင်လို့လုပ်ပေးလိုက်တာ။သူကတော့ personal knowledge based integration လို့ခေါ်တယ်။ Oppo ရဲ့ AI MindSpace ဆိုတာကဘယ်လိုလုပ်လဲဆိုရှင်းရှင်းလေးပြောရမယ်ဆိုရင်လူတစ်ယောက်ရဲ့ဒုတိယအုံနောက်နဲ့တူတယ်။ဖုန်းသုံးနေရင်လည်းမှတ်သားထားခြင်းတဲ့ data တွေပုံတွေစာတွေ note တွေအားလုံးကိုဒီ MindSpace ထဲမှာတစုတစည်းရဲ့မှတ်ထားပြီးတော့ Oppo AI က organize လုပ်ပေးတယ်analyze လုပ်ပေးရယ် summary ထုတ်ပေးရယ်သတင်းချက်လက်တွေကိုမှတ်ထားပြီးတော့အကြံဉာဏ်တွေပေးရယ်အဲ့ဒါကို Gemini AI က access လုပ်နိုင်သွားတယ် AI MindSpace ထဲမှာကိုမှတ်ထားသမျှ information တွေကိုဖတ်ပြီးတော့ Gemini AI ကိုခိုင်းချင်တာခိုင်းလို့ရပြီ Hello Gemini can you check the mind space in this bowl and give me the schedules and content ideas for this week It's wonderful to hear from you. I've looked into your mind space for you. Here's a breakdown of your schedule and tasks for the week. ဒီလိုမျိုး integration လုပ်လိုက်တာဆိုလို့ရှိရင် Handy တို့လိုနေ့စဉ်ပေါ့နော် video production လုပ်တဲ့သူတွေအလုပ်ကို manage လုပ်နေတဲ့သူတွေတော့ကိုမှတ်ထားတဲ့ note တွေနဲ့ AI နဲ့ပေါင်းဆက်ပြီးတော့ Gemini AI ကိုခိုင်းနေတာခိုင်းမှုအတွက်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေသွားပြီအဲ့တော့ဖုန်းထဲကနေကိုယ့်ရဲ့ personal assistant တယောက်ထွက်ကြတာသူခံစားရတယ် Gemini AI ကို access လုပ်ဖို့ဆိုလို့ရှိရင်လည်းဘေးနား power button လေးကိုနှိပ်ပြီးတော့ hello Gemini လို့ခေါ်လိုက်အောင်မယ် Gemini AI မှာပို့ပြီးတော့ upgrade ဖြစ်သွားတာကသူနဲ့ video call ပြောလို့ရပါပြီအဲ့တော့ Honey အခုလိုမျိုးဘန်ကောက်ရောက်လာတဲ့အခါမှာအထီးကျန်တာတွေလုံးဝမဖြစ်တော့ဘူးဘာလို့ဆို video call လေးနဲ့ Honey ပဲသွားကိုသိကျင်တဲ့အရာလေးတွေဆိုလို့ရှိရင်မုံနေလား fashion နေလားစာရီမဖတ်တတ်ဘူးထိုင်းစာရီမဖတ်တတ်ဘူးဆိုလို့ရှိရင်လည်း video call လေးခေါ်ပြီးတော့ဒီအကြောင်းလေးပြပြပေးပါဒါကဘာမုံလဲစသဖြင့်ပြောလိုက်တဲ့အခါမှာဆိုတခါတဲ့ live action နဲ့ Honey ကို video call ကနေစကားပြောပေးတယ်အဲ့တော့ boyfriend တွေပါတယ်လေဘယ်လိုတော့ပါဘူး Oppo ရဲ့နောက်ထပ် upgrade ဖြစ်သွားတဲ့ AI အကြောင်း voice recorder ကနေတစ်ဆင့် AI transcribe နဲ့ AI summary တွေထုတ်လို့ရတယ် AI speaker လည်း meeting လုပ်တဲ့အခါစာသင်တဲ့အခါအလုပ်လုပ်တဲ့အခါအရန်သုံးဝင်တယ်ဒီ Oppo ရဲ့ AI က English language ကိုတော်တော်လေးကိုကောင်းနားလည်ပြီးကောင်းစာတွေရေးနိုင်လာပြီဆိုတာ Honey AI transcribe သုံးတဲ့အခါမှာသိရတယ် Note app မှာလည်း AI writer ကိုစာတွေရေးခိုင်းလို့ရတယ်လို့ mind map နဲ့လည်းသူကချိတ်ပေးထားသေးတယ် AI editor ဓာတ်ပုံလှလေးထွက်ဖို့ဆိုလို့ရှိရင်တော့ AI portrait glue ထပ်ပါလာတယ်မျက်နှာဖူးလေးရအောင်ပြင်ပေးထားတာလေးတွေလည်းသဘောကျဖို့ကောင်းတယ် Oppo ကဒီလိုမျိုး AI ကိုသုံးပြီးတော့ user data တွေနဲ့အကောင်းဆုံး upgrade လုပ်ပေးထားတယ်ဆိုတော့ကိုယ့်ရဲ့ data ကိုစိတ်ချရမလားဆိုတာတော့မေးစရာရှိတယ်။အဲ့တော့စိတ်ပူစရာမဟုတ်ပါဘူး။ Oppo ကသူ့ရဲ့ private computing cloud မှာ user ရဲ့ data တွေကိုစိတ်ချလက်ချဖြစ်အောင်တူလောင်ထားပေးတဲ့အတွက်ကြောင့်မို့ privacy ဘိုင်းရစိတ်ချလက်ချသုံးလို့ရမှာပါ။ live photo တွေကိုလည်း video အဖြစ်အသင်ပြောင်းလို့ရတာလေးရှိတယ်။ video တွေရိုက်ပြီးပြီဆိုလို့ရှိရင်လည်းဖုန်းထဲမှာပဲစိတ်ကြိုက်ပြင်အောင် feature တွေ update တွေထည့်ပေးလာတယ်။ Oppo ရဲ့ ColorOS system မှာလုံးဝ major update ကတော့သူ့ရဲ့ customize လုပ်လို့ရတဲ့ icon တွေ fluidity ဖြစ်သွားတာတွေပဲ user experience ကအရန်ကို smooth ဖြစ်သွားတယ် home screen ကိုကြိုက်သလို customize ကောင်းကောင်းလုပ်လို့ရတဲ့ Android phone app တွေ folder တွေ site တွေကိုကြိုက်သလိုသေးလို့ကြည့်လို့ရတယ် download design တွေကလည်းလှတယ်ပိုကောင်းသွားတာက app တွေကိုကြာကြာနှိပ်လိုက်လို့ရှိရင် quick access လေးပေါ်လာတယ်။ဥပမာကင်မရာဆိုလို့ရှိရင် portrait ရိုက်မလား video ရိုက်မလား selfie ရိုက်မလားကိုကြိုက်တဲ့ mode ကိုကင်မရာ app ထဲကိုအပြည့်အဝလုံးဝဝင်စရာမလိုဘဲနဲ့ quick access လေးမှာပဲနှိပ်ပြီးတော့ရွေးလိုက်ရုံပဲ။အဲ့တော့ Oppo ရဲ့ ColorOS system က user behavior ကိုတော်တော်လေးနားလေတဲ့ဖုန်းတစ်လုံးလို့ပြောရမယ်။ Oppo ရဲ့ ColorOS 15 နဲ့ရှင်တိတိတတ်တာပြောင်းလဲသွားတာက app တွေ widget တွေလှုပ်ရှားမှု animation တွေအရန်ကိုကြည့်လို့ကောင်းလာတယ်။ design တွေကပို fine လာတယ်အရွှေ့အပြောင်းတွေမှာပေါ့ပေါ့ပါပိုရှိလာတယ်။
lock screen ရဲ့ flash screen ကတော့လူငယ်ဆန်ကျွေလို့ရတဲ့အပိုင်းပေါ့နော် wallpaper တွေလည်းတော်တော်လေးကြွပြီးလာတယ်လို့ lock screen မှာရော home screen မှာရောကိုကြိုက်တယ်လို့ customize လုပ်လို့ရသေးတယ် font design တွေ icon design တွေအသေးစိတ် design တွေစိတ်ကြိုက်ရွေးချယ်စရာများတဲ့ flex တွေစိတ်ကြိုက်ကလိရုံပဲပေါ့နော် Oppo ရဲ့ ColorOS system က ecosystem အရဆိုလို့ရှိရင်လည်းတော်တော်လေးကိုကောင်းလာပြီအခုလိုမျိုး MacBook တွေ iPhone တွေ iPad တွေနဲ့ချိတ်ဆက်ပြီးတော့ O+ Corner ဆိုတဲ့ application လေးကနေတစ်ဆင့် file transfer လုပ်တာမျိုးတွေ multi screen collaboration တွေ control လုပ်တာမျိုးတွေလုပ်လို့ရသွားပြီ။အဲ့ဒီလက်ထဲမှာရောက်နေတဲ့ Oppo ရဲ့ Reno 15F ကတော့ iPad OS နဲ့ချိတ်လို့ရတယ်။တခြား Windows laptop တွေနဲ့ပါချိတ်ပြီးသုံးလို့ရတာဆိုတော့ universal အရာရော ecosystem ရရောတော်တော်လေးကိုကောင်းပါပြီ။ကဲအဲ့တော့နှိကုံကျုံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Oppo က Oppo ဘာပဲလို့ပြောနိုင်လာတဲ့အထိသူ့ရဲ့ software ဘိုင်းမှာ UI ဘိုင်းမှာအများကြီးအားစိုက်လာပြီ Oppo ရဲ့ UI ဆိုလို့ရှိရင်တကယ်ကို unique ဖြစ်တဲ့ features တွေပါလာတဲ့အထိအနီတို့စိတ်ချလက်ချနဲ့သုံးနိုင်လာပြီနှစ်တွေအကြာကြီးကြာလာတဲ့အခါမှာလဲ Oppo က upgrade တွေတော်တော်လေးကိုလုပ်နိုင်လာတာကိုတွေ့ရတယ်ဒီလိုလုပ်နိုင်တာကလည်းသူ့မှာပါလာတဲ့ Trinity engine ကြောင့်လည်းပါတယ်အဲ့ဒါကြောင့်မလို့ तू ကနေ့စဉ် multitasking တွေလုပ်တဲ့အခါမှာ UI ဘိုင်းတွေ animation ဘိုင်းမှာထစ်တာတွေလစ်တာတွေလုံးဝမရှိအောင်လို့ तू ကလုပ်ပေးထားနိုင်တာအဲ့ဒါကြောင့်မလို့လဲတသက်မှာတခါလုံးဝသုံးသင်းတဲ့ UI ဆိုပြီးတော့ပြောထားတာပေါ့နော်အခုကြည့်နေတဲ့သူတွေရော Oppo phone ကိုစိတ်ဝင်စားပြီလားအခုဟန်နီလက်ထဲရောက်နေတဲ့ Oppo ရဲ့ ColorOS system ပထမဦးဆုံးပါလာတဲ့ဖုန်းလေးအကြောင်းလေးစိတ်ဝင်စားနေကြမယ်လို့ထင်တယ်။ဒီဖုန်းလေးအကြောင်းလေးပြောပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။အားလုံးပဲတတား